ကိုရိုကြီးပြောနေမြင်တီတီမြင့်ရဲ့ကိုယ်ဝယ်ရဖြစ်တဲ့ဗုဒ္ဓမြတ်စွာဘုရားသခင်ဟာတန်ရောစဉ်နှောင်ကျိုးကိုဖြတ်မြတ်တန်းကောင်အလယ်မှာတောထွက်ခဲ့တယ်မဟုတ်လားမှန်တာဗောမြင်အဲ့ဒီလိုတိတ်တမင်းသားစွန့်ပစ်သွားတဲ့အခါကြံရစ်ခဲ့ရှာတဲ့ရတော်ရရခမညာဘယ်လိုခံစားရပါမလဲအင်းဗောရင်ထဲမှာပဲခံစားရတာဗောသူ့အတွက်ကိုတွေးပြီးတီတီမြင့်ကိုချင်းဆံမိတယ်အင်းဗောအခုတီတီမြင့်ဆိုမှကတော့ရတော်ရရအလွမ်းလေးနဲ့တီတီမြင့်ရဲ့အလွမ်းလေးနှိမ့်ရှင်မှုလေးကိုဆိုပြချင်တာကအလွမ်းကလေးတွေကရတော်ရရကောင်းလိုက်လေဗျာအလွမ်းကလေးတွေကရတော်ရရမ
မိမယ်ရိပ်မိမယ်ရတာမင်းဖြစ်ဆွေတွေရဲ့ကြာရင်သိမယ်ရိပ်မိမယ်ရိပ်မိလိုက်မယ်တန်းကောင်းလေတန်းကောင်းလေထတ်တော်မူနာခွာရဲတန်းကောင်းလေတန်းကောင်းလေထတ်တော်မူနာခွာရဲတန်းကောင်းလေတန်းကောင်းလေထတ်တော်မူနာခွာရဲမောင်ဖုံးပြောက်တယ်